မင်္ဂလာပါရှင်ဒီနေ့မိုးရဲ့အိမ်ကိုအဝေးရတငယ်ချင်းတွေလာလဲကြမှာပါသူတို့အတွက်မြန်မာဓလေ့အတိုင်းအကောင်းဆုံးနဲ့ထူးခြားဆုံးຢာလေးတစ်ခုနဲ့အဲ့ခံခြင်းလို့ဘာဖြစ်မလဲသိလားအဖြေကတော့လက်ဖက်တုပ်ပါပဲစကားမဆန်ဒါကိုအင်္ဂလိပ်လို tea leaf salad လို့ခေါ်ကြပေမဲ့မိုးကတော့လက်ဖက်တုပ်လို့ပဲခေါ်စေချင်ပါတယ်ဂျပန်ရဲ့ဆူရှီကိုဆူရှီလို့ပဲခေါ်ကြသလိုကိုရီးယားရဲ့ကင်ချီကိုလည်းကင်ချီလို့ပဲခေါ်သလိုပေါ့ဒီနာမည်လေးထဲမှာလေကျမတို့မြမရိုးရာရဲ့ဝိညာဉ်ကအပြည့်အဝရှိနေလို့ပါရှင်လက်ဖက်တုပ်ဆိုတာပါဝင်ပစ္စည်းတွေစုံလင်လက်ဆက်မှစားလို့အကောင်းဆုံးဖြစ်တာဒီမှာကြည့်ပါဦးရှမ်းပြည်ကလာတဲ့လက်ဖက်စုံနုနုလေးရဲ့ကျွတ်ရနေတဲ့ပဲမျိုးစုံကြောပြီးတော့အနက်မွေးနေတဲ့ကြက်သွန်ဖြူမြုပ်သီးစိမ့်နဲ့ရှောက်သီးလေးအားလုံးအသိဖြစ်ပြီနော်အနက်လေးနဲ့ရင်တော်တော်လေးစားကြည့်စရာကောင်းနေပြီမလားလက်ဖက်ကိုနဲနေရင်းနဲ့လက်ဖက်ရဲ့ထူးခြားရာဇဝင်လေးပြပြမယ်နော်ရှေ့တော့ကမြမရာဇဝင်မှာလက်ဖက်ဆိုတာငင်းချမ်းရဲ့တင်ငေတာတဲ့တိုင်းပြည်နှစ်ခုစစ်ဖြစ်လို့ငင်းချမ်းယူရမယ်ဆိုရင်အပြန်အလှန်လက်ဖက်စားကြရတယ်လက်ဖက်စားပြီးဆိုရင်ရန်ညိုးတွေပြပြောက်သွားပြီးမိတ်ဆွေဖြစ်သွားပြီးလို့အဓိပ္ပာယ်ရတာအခုခေတ်မှာလေမိသားစုတွေတငယ်ချင်းတွေစုပေါင်းပြီးလက်ဖက်တုပ်ကိုနှိုက်စားကြတာဟာတယောက်နဲ့တယောက်ကြားကချစ်ချင်းမြတ်တာနဲ့စီးလုံးမှုကိုပြတာပေါ့ကဲငင်းချမ်းရဲ့ရတာလေးအစင်းစင်းဖြစ်ပြီးဧည့်သည်တွေလည်းတကားဝကိုရောက်လာကြပြီအားလုံးပဲကိုယ့်ရဲ့အချစ်ဆုံးသူတွေနဲ့အတူလက်ဖက်တုပ်လေးတူတူစားရင်ပျော်ရွှင်ကြပါစေရှင်တတာ